Ilana Kamala, the Lama Malusia, so that they sing it, Lame. Oh, I was in Tanai Pion, Zinjan Shaw, Tanai Pilu Jantai, to accept Yamato. Tanai Tantare, Tanai Zinjan Shaw, now Tanai Tanaka, Tanai Lotai. Akuma Alumato, Tanai Tine, Zinjan Shaw, maybe I thought we don't know Lenny like that was a gabion, Bemama Madria Mapa. About a Bapido, now Tanai Tolo, Chinjalo Latin, or Sav and Bitica. Ah, Daveli, Aula. So the one in the Genoa time how they sue some Taralia, Venati don't have your job on the day. A young shall go on Chum Chen. The night loud time like day. Being the night loud Navi or Chum like day. Not have Jan Sargent, Dilone Chachale. Your of Yojama Vedos at the Yasakan when a Benajin Shivi, the Adi of Wadana Bagat and the Bomblau Shivi, a Kuchin di Pamalem Shiti, Pamalem Mejadi, Payama, just of your kind of time, Mamma Lupe. That was in the lady diamond, the Halmarole. Di dai a ko chuen je ko na le ko loဟုတ်လားအဲ့ဒီလိုဖြစ်နေတာကိုလူတွေကဘယ်လိုထင်ကြလဲနီးရမြန်ကိုနဲ့အဝင်ကိုညမဖြစ်လို့လားတချို့ကြတော့လည်းပဲနည်းနည်းတော့လူရည်လေနီးကိုတော့လုံလုံလေရကြီးအပြစ်မတင်ဘူးငါရဲ့ဇယိုက်ကဘယ်ကမ္မထမ်းနဲ့မြန်ကြိုက်မလဲမသိမလာသေးတယ်ဒီလားနော်ဘာမှသိပြီးတော့ဦးဇင်ကအဲ့ဒီကိစ္စတွေရေးကြီးခွန်ကျဲကိုမထင်ဘူးလုံးကြည့်ပါမြတ်စွာဘုရားဒီသတိပဋ္ဌာန်တရားကိုဘယ်လိုလူမှပွားမယ်ဘယ်လိုလူမပွားဘူးလို့ကန့်သက်ပြီးတော့ဟောတာတခုမှမရှိဘူးတေချာလေးလာကြည့်နော်ဟုတ်လားတေချာလေးလာကြည့်တကယ်လုံးကြည့်ဖို့လိုတယ်ဒါမှမဟုတ်ဒီနေ့ကပြောခဲ့တဲ့စူးစမ်းရင်ဉာဏ်ဖြစ်တယ်မစူးစမ်းရင်ဉာဏ်တုံးတယ်ဒါပဲရိုးလေးပဲနော်စူးစမ်းရင်ဉာဏ်ဖြစ်တယ်စူးစမ်းရင်ဉာဏ်ကုန်ခန်းသွားမယ်ဟုတ်ရဲ့လားဒါကြောင့်ပြည်တော်ပေါင်းသူတော်ကောင်းတို့တက္ကာယဒိဋ္ဌိဆိုတဲ့အဆိုးဝါးဆုံးကျိုးကိုဖြတ်တောက်နိုင်ဖို့အတွက်ဒါအခုမလုပ်ကြရတော့သတိပဋ္ဌာန်ဘာဝနာကိုပွားများကြရတာနည်းနည်းချင်းနဲအောင်စူးစမ်းရင်းနဲ့ဖြတ်တောက်နိုင်ဖို့အားထုတ်ကြရတာပေါ့နော်တော့ဒီနေရာမှာဦးဇင်းတို့တက္ကရာဒိဋ္ဌိကိုမြတ်ဘာလို့ဦးဇင်းတို့အဆိုးဆုံးကျိုးလို့ပြောရတာလဲဆိုတာလေးကိုစောစောပြောခဲ့ပြီနော်သူ့ကိုဖြတ်တောက်နိုင်လို့ရှိရင်ကျန်တဲ့ကျိုးတွေဟာတဖြည်းဖြည်းနဲ့မဖြစ်သွားမှာလို့ဖြတ်တောက်သွားမယ်ဟုတ်ရဲ့လားဒါကြောင့်တန်ရောစဉ်ကျိုးတွေကိုအပြီးသက်ဖြတ်တဲ့အချိန်မှာဘယ်ကျိုးကိုအရင်ဆုံးဖြတ်ရတာလဲလို့မင်းတက္ကရာဒိဋ္ဌိကျိုးကိုပဲအရင်ဆုံးဖြတ်ရတာဟုတ်ရဲ့လားဒီနေရာမှာတက္ကရာဒိဋ္ဌိကျိုးရဲ့စိုးပုံကိုဦးဇင်းတို့ခန္ဓာဘဂတန်ရုပ်ပါဠိတော်ထဲမှာဂတ္တုလပဋ္ဌသုတ်တံဆိုပြီးတော့သုတ်တံနှစ်ပုဒ်ဟောတာရှိတယ်။အဲ့ဒီသုတ်တံမှာလာတဲ့အကြောင်းအရာလေးတွေကဝိပဿနာတရားကိုစိတ်ဝင်စားကြတဲ့ပုဂ္ဂိုလ်တွေကနာဘူးပြီးသားကြားပြီးသားအကြောင်းအရာလေးတွေကြီးဖြစ်မယ်လို့ထင်တယ်။အဲ့ဒီသုတ်တံမှာမြတ်စွာဘုရားကဘယ်လိုဥမာပေးတော့ဆိုတော့ခွေးတစ်ကောင်ကိုတဲ့ခိုင်မြဲတဲ့တိုင်ကိုသုံးဖို့တိုင်မှာထောက်တက်ထားတဲ့ကျိုးနဲ့သူ့ကိုခြိထားလိုက်မယ်တဲ့ပြန်ပြီးတော့ဒီကျိုးကိုကိုက်ဖြတ်လို့မရအောင်ထောက်ပါတဲ့ကျိုးနဲ့ခြိထားမှာနော်အဲ့ဒါလို့ဆိုလို့ရှိရင်ဒီခွေးကသွားရင်လည်းဒီတိုင်သားလေးပဲသွားနိုင်တယ်တိုင်နဲ့ဝေးဝေးသူသွားလို့ကိုမရဘူးကျိုးက2000ပဲခြိတယ်ဆိုရင်သူတိုင်နဲ့2000အပြင်ကွာလို့မရဘူးအယုံရင်ကန်ရင်လည်းသူကလှက်ပတ်နေမယ်ဒီတိုင်သားပဲသူရစ်တီပတ်နေမယ်ဒါပဲအိပ်ပြီးဆိုရင်လည်းဒီတိုင်ခြင်ရင်ပဲသူအိပ်ရတယ်သွားပြီးဆိုရင်လည်းဒီတိုင်နဲ့မနီးမွေးလေးပဲကျိုးရှည်တဲ့လောက်လေးပဲသူသွားလို့ရမယ်ပေါ့နော်ဒါပဲသူ့ရဲ့ဘဝကအလွန်ကျဉ်းမြောင်းတယ်ဒီတိုင်သားကသူမလွတ်ဘူးဒါကမြတ်စွာဘုရားပေးတဲ့ဥပမာအဲ့လိုပဲတဲ့တတ္တဝါတွေဟာဒီယုတ်ဒီနံဒီသဘာဝတရားဒီမှာတော့ခန္ဓာ၅ပါးနဲ့ကင်ပြီးတော့ပြောတာခန္ဓာ၅ပါးရဲ့ပုံမှာနော်ဒါဟာငါပဲနော်သူပဲအစရှိတဲ့ဖြင့်တက္ကာယဒိဋ္ဌိနဲ့ဆွဲထားတဲ့အတွက်ကြောင့်တတ္တဝါတွေကသွားပြီဆိုလို့ရှိရင်လည်းပဲဒီဥပါဒณะခန္ဓာ၅ပါးနားမှာပဲသွားကြတယ်ရက်ပြီဆိုရင်လည်းဒီခန္ဓာ၅ပါးထိုင်ပြီဆိုရင်လည်းဒီခန္ဓာ၅ပါးဒီနာကိုမလွတ်ဘူးတက္ကာယဒိဋ္ဌိကျိုးနဲ့ခြိထားလို့ဒီခန္ဓာ၅ပါးမှာပဲဒီဃာတမတို့ဦးဇင်းတို့တွေဟာဖြစ်နေတာပေါ့အဲ့ဒါကိုမြတ်စွာဘုရားကဒီသဘောတဘာဝကိုနားလည်ရမယ်ဆိုပြီးတော့စိတ်ဟာမှားယွင်းမှုထဲမှာနစ်မွန်းနေတာကိုပြောခြင်းစိတ်ကပဲထင်းနေတာနော်ယုံတယ်ကိုပုဂ္ဂိုလ်တ attva လို့ထင်တာဒီစိတ်ကပဲထင်းနေတာဟုတ်လားအဲ့ဒါကိုမြတ်စွာဘုရားကအဲ့လိုလေးဥမာပေးပြီးတော့ဒီမှာဦးဇင်းတို့ပြောထားတာလေတတ္တမတိယဘိက္ခု၏အဘိက္ခဏံတက္ကစိတ်တံပိစွဝခိတပံဒါကြောင့်မို့လို့တဲ့သင်တို့ဟာကိုယ့်ရဲ့စိတ်ကိုအမြဲတမ်းဆင်ခြင်ရမယ်တဲ့တက္ကစိတ်တံမိမိရဲ့စိတ်ကိုအဘိက္ခဏံအမြဲတမ်းပိစွဝခိတပံစဉ်းစားပေးရမယ်ဆင်ခြင်ပေးရမယ်ဘလို့စဉ်းစားရမလို့ဒီဃရတ္တမိဒံစိတ်တံတက္ကိလိဋ္ဌာရာဂေနဒေါသေနမောဟေနဟောဣဒံစိတ်တံဟောဒီငါရဲ့စိတ်ကိုဒီဃရတ္တရှည်မြင့်လှစွာသောကာလပတ်လုံးနော်ရာဂေနဒေါသေနမောဟေနယာကဒေါသမောဟတရားတွေကနော်တန်ကိလိဋ္ဌာညင်နွမ်းအောင်လှုပ်ထားတယ်လို့အဲ့လိုဆင်ခြင်ရမယ်ငါရဲ့စိတ်ဟာအလွန်ကြာမြင့်စွာသောကာလကနေဒီကနေ့တိုင်အောင်
ဇာကဒေါသမောဟတို့ကြောင့်ညှဉ်းနှွမ်းနေရတယ်လို့အဲ့လိုအမြဲတမ်းဆင်ញင်ဒီနှစ်ခုကိုဆက်ဆက်တက်ဖို့လိုတယ်နော်တိုင်မှာတောင်းနဲ့ချီထားတဲ့ခွေးတကောင်ဟာဒီတိုင်သားမှာပဲသွားရတယ်လာရတယ်လှက်ပတ်ပြီးတော့ဒီတိုင်သားမှာပဲအေးရအဲ့လိုပဲခန္ဓာ၅ပါးရဲ့ပုံမှာအမှန်မမြင်နိုင်မဲနဲ့ပုဂ္ဂိုလ်တ attva လို့ထင်နေတဲ့ဒီတက္ကာတိရှိနေသေးသမျှဖြစ်နေသမျှဒီတရားတွေဟာဒီခန္ဓာ၅ပါးမှာပဲအကျုံးဝင်ပြီးတော့ဒီဒုက္ခဆက်ပြီးတော့ဖြစ်နေတယ်ဟုတ်လားအဲ့ဒါကိုမြတ်စွာဘုရားဆက်ပြီးတော့အခုပြောတဲ့စကားလေးကိုဆက်ဆက်တက်ဖို့လိုတယ်နော်ဒါကြောင့်မလို့စဉ်းစားမလို့ကိုယ်စိတ်အမြဲတမ်းဆင်ခြင်ရမယ်ငါစိတ်ဟာအလွန်ကြာမြင့်လှတဲ့ကာလကနေဒီကနေ့တိုင်အောင်ညှဉ်းနှွမ်းနေတယ်ဘာကြောင့်ညှဉ်းနှွမ်းတာတော့ဇာကဒေါသမောဟတို့ကြောင့်ညှဉ်းနှွမ်းနေတယ်နော်ဆွဲမဲ့မှုမကျေနပ်မှုအမှတ်မသိမှုနော်သူတို့သုံးမျိုးကိုခေါင်းကောက်ပြီးတော့ဟောတယ်ဟုတ်လားဆွဲမဲ့မှုဆိုတဲ့ဇာကစိတ်တိုင်းမကြမှုဆိုတဲ့ဒေါသအမှတ်မသိမှုလို့ဆိုတဲ့မောဟအဲ့ဒီဇာကဒေါသမောဟတို့ကြောင့်ငါစိတ်ဟာကြာမြင့်လှဆိုသောကာလပတ်လုံးညှဉ်းနှွမ်းခဲ့ရတယ်ညှဉ်းနှွမ်းနေတယ်အဲ့ဒါလို့စဉ်းစားဆင်ခြင်ရမယ်လို့ပြောပြီးတော့မြတ်စွာဘုရားကဘယ်လိုလေးသုံးသပ်ပြတော့စိတ်တတံကိလေသာဘိက္ခွေတတ္တတံကိလေတံတိစိတ်တဝေါဒနာတတ္တဝိသုဇံတိယဟန်တို့တဲ့စိတ်ညစ်ညူးလို့သာတတ္တဝါတွေညစ်ညူးကြစိတ်စင်ကြယ်ရင်တတ္တဝါစင်ကြယ်တယ်တဲ့ဟောဒေသနာကရှုတော့ဥဒိကျတစ်မျိုးလှည့်သွားပြန်ပြီနော်သေချာနာတော်ဒါတစ်ဆက်တည်းဟောထားတာဟာပဲဟုတ်လားစိတ်တွေညှဉ်းနှံလို့သာတတ္တဝါညှဉ်းနှွမ်းရတယ်စိတ်တွေဖြူရှင်ရင်တတ္တဝါဖြူရှင်ရတယ်ဒါစိတ်ကဘာကြောင့်ညှဉ်းနှွမ်းတာတော့ဇာကဒေါသမောဟလို့တော့စိတ်ကိုညှဉ်းနှွမ်းအောင်လုပ်တဲ့အရာကို၃မျိုးဒီမှာမြတ်စွာဘုရားဟောတယ်ဟုတ်လားအဲ့ဒါဆက်ပြီးတော့မြတ်စွာဘုရားဥမာ2မျိုးထပ်ပေးပြန်တယ်ယဟန်တို့တဲ့လက်စွမ်းမြပကြီးကားတွေကိုမြင်ဘူးတယ်မဟုတ်လားတဲ့အလွန်စမ်းကြယ်စွာရေးဆွဲထားတဲ့ပကြီးကားဟုတ်လားအံ့ဩလို့မကုန်နိုင်လောက်အောင်စမ်းကြယ်လိုက်တာကြည်တန်းလှုပ်တက်လိုက်တာလို့ပြောရလောက်အောင်အရန်စမ်းကြယ်တဲ့ပကြီးကားပေါ့နော်အဲ့ဒီဘလောက်စမ်းကြယ်ပါတယ်ဆိုတဲ့ပကြီးကားပဲဖြစ်ဖြစ်အဲ့ဒါလည်းစိတ်နဲ့သာလည်းဖန်တီးထားတာဖြစ်တယ်တဲ့ဒါကြောင့်စိတ်ရဲ့စမ်းကြယ်မှုကို तू လည်းမမှီဘူးတဲ့ဟုတ်လားဒါကြောင့်ငါရဲ့စိတ်ဟာအချိန်ကာလကြာမြင့်စွာဇာကဒေါသမောဟတို့ကြောင့်ညှဉ်းနှွမ်းခဲ့ရတယ်လို့ဆင်ခြင်ပြီးတော့စိတ်ကိုဖြူရှင်အောင်လုပ်ရမယ်စိတ်ကိုတန်ရှင်းအောင်လုပ်ရမယ်စိတ်ညှဉ်းနှွမ်းရင်တတ္တဝါညှဉ်းနှွမ်းတယ်စိတ်စင်ကြယ်ရင်တတ္တဝါစင်ကြယ်တယ်နောက်တစ်ချက်ထပ်ပြီးတော့ဥမာပေးတယ်ယဟန်တို့တဲ့တိရစ္ဆာန်တွေရဲ့ခန္ဓာအစုဟာအယံစမ်းကြယ်တယ်တဲ့လက်စွမ်းပြပကြီးကားတဲ့တိရစ္ဆာန်လေးတွေရဲ့ခန္ဓာဘဝကပို့ပြီးတော့စမ်းကြယ်တယ်ဟုတ်တယ်တချို့ငှက်ကလေးတွေဆိုရင်အယောင်ကမျိုးစုံဘယ်လိုလုပ်မြန်ဖြစ်နေလဲလို့နော်စဉ်းစားလို့ရနော်နှုတ်သီးပါတယ်ပြန်နိုင်တယ်သွားလဲသွားနိုင်တယ်အမျိုးမျိုးပဲလေတရားဝါတွေထဲမှာတိရစ္ဆာန်ဟာစမ်းကြယ်တုံးလို့မြတ်စွာဘုရားဟောတယ်ဟုတ်လားအဲ့တိရစ္ဆာန်ဘာလို့စမ်းကြယ်တာတော့စမ်းကြယ်တဲ့တိရစ္ဆာန်ဘဝဘာလို့ရတာတော့ဘာလို့ဖြစ်တာဆိုပြုခဲ့တဲ့ကံစမ်းကြယ်လို့ဟောစမ်းကြယ်အဲ့ဒီကံကဘာလို့စမ်းကြယ်ဆိုစိတ်စမ်းကြယ်လို့ဒါနဲ့ကံစမ်းကြယ်ဟုတ်လားအဲ့ဒါကိုလည်းမြတ်စွာဘုရားလူရင်းလေးပြောတယ်တိရစ္ဆာန်တွေကအလွန်စမ်းကြယ်တယ်တဲ့အဲ့ဒီစမ်းကြယ်ပါတယ်ဆိုတဲ့တိရစ္ဆာန်လည်းပဲစိတ်စမ်းကြယ်လို့သာရင်စမ်းကြယ်တဲ့ဘဝကိုရကြတာဒါကြောင့်စိတ်ရဲ့စမ်းကြယ်မှုကိုတော့မမှီဘူးတဲ့ဆိုလိုတာကဒါဥစဉ်ကဒီဒေသနာလေးကိုဖတ်ပြီးတော့စိတ်ထဲမှာနားလည်မိတာလေးတစ်ခုကဒီစိတ်ကပဲမှားနေတာဒီစိတ်ကပဲပြဿနာရှားနေတာဒီစိတ်ကြောင့်ပဲဒုက္ခရောက်နေတာဒါကိုပြောခြင်းဒါကြောင့်ကိုယ်စိတ်ကိုတဲ့အောင်မှန်အောင်ကြိုးပမ်းအားထုတ်ရမယ်ဆိုတာလေးကိုပြောခြင်းဟုတ်လားဒါကြောင့်စိတ်ညစ်ညူးရင်တတ္တဝါညစ်ညူးရတယ်စိတ်စင်ကြယ်ရင်တတ္တဝါစင်ကြယ်တယ်အဲ့တော့ဒီစိတ်ကိုညစ်ညူးအောင်လုပ်တာကဘာလို့လဲဇာကဒေါသမောဟပဲအဲ့တော့စိတ်ကိုဒီဇာကဒေါသမောဟကင်းကွာအောင်လုပ်နိုင်မယ်ဆိုရင်လည်းပဲဒီစိတ်ကဖြူရှင်းပြီးတော့အမှန်မြင်ပြီးတော့ဩဒါတွေဟာတဘာဝတရားတွေပဲပုဂ္ဂိုလ်တတ္တဝါမဟုတ်ပါလားဆိုတဲ့တက္ကာယဒိဋ္ဌိဆိုတဲ့အငြိအကျေးကိုရှင်းကျိုးနိုင်တဲ့အနေအထားကိုလည်းအများကြီးထောက်ကူပြုလိုက်မယ်ဆိုတာကိုနားလည်ဖို့လိုတယ်ဒါဥစဉ်စဉ်းစားကြည့်တာပါနော်စိတ်ပေါ်မှာအဓိကမူတည်နေတယ်ဆိုတာလေးကိုစိတ်ကိုအဓိကထားပြီးတော့ပြောနေတာမြတ်စွာဘုရားဟုတ်လားဒါကြောင့်ဦးဇင်းတို့ပြည်သက်ပေါင်းတော်အောင်တို့ကျိုးဆယ်ကြောင်းထဲမှာဘယ်ကျိုးဟာခိုင်မြဲဆုံးလဲတနည်းအားဖြင့်အဆိုးဝါးဆုံးလဲလို့မေးရင်တက္ကာယဒိဋ္ဌိပဲသူ့ကိုကင်နိုင်လို့ရှိရင်ကျန်တာတွေကိုကင်တွေ့ပြီးသားဖြစ်မယ်ဆိုတာလေးကိုရိုးရိုးလေးနားလည်စေချင်တယ်နော်ဒါကြောင့်သူ့ကိုဦးဇင်းတို့နိုင်အောင်ကင်ဖို့တနည်းအားဖြင့်သူ့ကိုဖြတ်တောက်အောင်ကြိုးစားဖို့အထုတ်တဲ့နေရာမှာလည်းပဲနိမန်လမ်းမှဘယ်နည်းနဲ့အထုတ်မလဲလို့မေးရင်ဒီသတိပဋ္ဌာန်ဘာဝနာတရားပဲရှိတယ်ဒါကြောင့်မြတ်စွာဘုရားကဧကာယနာဆိုတဲ့အသုံးနှုန်းလေးနဲ့ဟောတာကိုလုံနေတဲ့အလုပ်ရဲ့တန်ဖိုးကိုနားလည်ဖို့လိုတယ်နော်ဘယ်နည်းဖြစ်ဖြစ်မြတ်စွာဘုရားဟောထားတာအကုန်လုံးကတကယ်တမ်းကတရားလူတရားမြတ်ရတယ်ဆိုတာဘဝခန္ဓာရဲ့အကြောင်းကိုသစ္စာဆိုင်အောင်သိတဲ့အသိကိုဆိုလိုတာတဘဝခန္ဓာရဲ့အကြောင်းကိုသစ္စာဆိုင်အောင်အမှန်သိအောင်သိကျင်တယ်ဆိုရင်ဒီဘဝခန္ဓာရဲ့ပုံမှာပဲအမှန်သိနေအောင်ကြိုးစားကြရမှာဒါပဲရှိတယ်ဟုတ်လားစဉ်းစား
ဒါကြောင့်နီးနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာဇဝေဇဝါတွေမဖြစ်စေခြင်းဘူးပေါ့နော်ဒါကြောင့်မို့လို့အခုဒီမှာတက္ကာယဒိဋ္ဌိနဲ့ပတ်သက်ပြီးတော့နော်ရှင်းအောင်လင်းအောင်ကြိုးစားအထောက်တဲ့နေရာမှာဒီတတိပဋ္ဌာန်ဘာဝနာတရားတစ်ခုပဲရှိတယ်ဆိုတာလေးကိုနားလည်စေချင်တာဒါကြောင့်ဧကာယနာပြောလက်စစကားလေးကအဲ့ဒီနော်ဧကာယနာဆိုတဲ့စကားလုံးနဲ့ဟောတာဧကာယနာဆိုတာဘာလဲတကြောင်ဒီသောလမ်းလို့ပြောတာနော်ဒါမဟာသတိပဋ္ဌာန်သုတ်တန်ကြီးမှာအဲ့ဒီစကားလုံးကစပြီးတော့ဟောတာပဲဧကာယနောယံဘိက္ခဝေမဂောတတ္တနာဝိတုဒ္ဓိယဧကာယနောဆိုတဲ့စကားလုံးလေးကစပြီးတော့ဟောတာတတိပဋ္ဌာန်တရား၄ပါးဟာတတ္တဝါတွေရဲ့စိတ်သက်ဖြူစင်ဖို့အတွက်ရှောင်လန်းရမယ်တကြောင်ဒီသောလမ်းဖြစ်တယ်သောကပရိဒေဝနာသမတိကမာယစိုးရိမ်မှုသောကနဲ့ငိုကြွေးမှုပရိဒေဝကိုကြော်လွှားတတ်နိုင်ဖို့အတွက်ရှောင်လန်းရမယ်တကြောင်ဒီသောလမ်းဖြစ်တယ်ဒုက္ခဒေါမနတနာအထင်ကမာယကိုဆင်းရဲခြင်းဒုက္ခနဲ့စိတ်ဆင်းရဲခြင်းဒေါမနတတရားတို့ချုပ်ငြိမ်းသွားစေရန်အတွက်ရှောင်လန်းရမယ်တကြောင်ဒီသောလမ်းဖြစ်တယ်ညာယတ္တတိကမာယနိဗ္ဗာန်တသစ္စိကရိယာယဉာဏ်အစဉ်စဉ်မြင့်ပြီးတော့မဲ့ဉာဏ်ပူဉာဏ်နဲ့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ဖို့အတွက်ရှောင်လန်းကြရမယ်တကြောင်ဒီသောလမ်းဖြစ်တယ်အဲ့ဒီတကြောင်ဒီသောလမ်းဆိုတာလို့စဉ်းစားလမ်းကတကြောင်လေးရှိတာဆိုတော့ဒီလမ်းကိုရှောင်ရင်လမ်းခွဲတွေနဲ့တိပြင်းနေရာတွေများရှောက်ရောက်သွားမှလားလို့တွေးကြမရှိဘူးဒါနိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့အတွက်ဒီတကြောင်ပဲရှိဒါမျက်စိလေစရာလည်းမလိုဘူးဘေးကိုလမ်းခွဲမရှိတဲ့အတွက်ကြောင့်တဏှာရောက်သွားမှလို့လည်းပူစရာမလိုဘူးတဏှာဖြင့်ဒီလမ်းကိုရှောင်ရင်ဆိုင်မြိုက်မြိုက်ကိုပဲနိဗ္ဗာန်ချမ်းသာတွေကိုဆက်ရောက်သွားလိမ့်မယ်တခြားဘယ်ကိုမှရောက်သွားမယ်လမ်းမဟုတ်ဟုတ်ရဲ့လားတနည်းအားဖြင့်နိဗ္ဗာန်ချမ်းသာကိုရကြရင်လည်းလမ်းကဒီတလမ်းပဲရှိတဲ့အတွက်ကြောင့်ဒီတလမ်းကိုပဲရှောင်ရတယ်နော်ဒါကြောင့်မဲခင်၈ပါးကိုကျင့်သုံးရတယ်ဆိုတာလေတကယ်တမ်းကတတိပဋ္ဌာန်ဘာဝနာကိုကျင့်သုံးရတာကိုပဲမဲခင်၈ပါးကျင့်တယ်လို့ဆိုတာပါပဲတကယ်လက်တွေ့မှာတတိပဋ္ဌာန်ဘာဝနာကိုကျင့်ကြရတာဟုတ်ရဲ့လားဒါကြောင့်ဦးဇင်းတို့ပိဿပေါင်းသူတော်ကောင်းတို့ကိုကျင့်သုံးနေတဲ့ဒီအကျင့်မြတ်ဟာမြတ်စွာဘုရားချမှတ်ပေးခဲ့တဲ့ကြောင့်ဒီသောလမ်းဖြစ်တယ်ဆိုတာလေးကိုနားလည်ကြပါနော်ဒါဒီကနေ့တန်ရောစဉ်ဆိုတဲ့တော့ဒီစကားလုံးလေးနဲ့ပတ်သက်ပြီးတော့ပြောလိုက်တဲ့စကားတွေကိုမနှဲပါဘူးနော်တဏှာကြီးထိုးတော့မယ်ဟုတ်လားတော့ပြောခဲ့တာတွေအကုန်လုံးပြန်ပြီးတော့နှိမ့်ထုတ်ကြည့်မယ်နော်တန်နဲ့လှုပ်ထားတဲ့တက်သားနဲ့လှုပ်ထားတဲ့ကျိုးနဲ့လှုပ်ထားတဲ့အနှောင်ဖွဲ့တွေကိုခိုင်မြဲတဲ့အနှောင်ဖွဲ့လို့ဉာဏ်ရှိတဲ့လူတွေကမဆိုကြဘူးနော်အချင်းချင်းငက်ကွက်မှုမကင်းမဲနဲ့ဖြစ်နေကြတဲ့တန်ရောစဉ်အနှောင်ဖွဲ့ကိုသာလေပညာရှိတဲ့လူတွေကခိုင်မြဲတဲ့အနှောင်ဖွဲ့လို့ဆိုကြတယ်အဲ့ဒီအနှောင်ဖွဲ့ကရော့နေတယ်လို့ထင်ရပေမဲ့လို့ဖြေဖို့အလွန်ခက်တယ်ဟုတ်လားဒါကြောင့်ဉာဏ်ရှိတဲ့လူတွေဟာကာမတုခကိုပယ်ရှားပြီးတော့ငက်ကွက်မှုမရှိဘဲနဲ့အဲ့ဒီအနှောင်ဖွဲ့တွေကိုဖြတ်တောက်ပြီးတော့ယဟန်ပြုနိုင်ကြတယ်ဒါကပထမပိုင်းမှာပြောခဲ့တဲ့တန်ရောစဉ်ရဲ့နောက်စွမ်းရည်တန်ရောစဉ်ရဲ့သဘောတဘာဝနော်အဲ့ဒီတန်ရောစဉ်ကဘယ်နှပါးရှိတော့10ပါးရှိတယ်နော်ဒိဋ္ဌိရဲ့ဝိသိကိစ္စရဲ့သီလပတ္တပရမတ္တရဲ့ကာမိသန္တရဲ့ပြဘာရရဲ့ဆိုပြီးတော့အောက်ဆွဲကျိုး၅ချောင်းဟုတ်လားရူပယာကရဲ့အရူပယာကရဲ့မာနရဲ့ဥဒိစ္စရဲ့ဝိဇ္ဇာရဲ့ဆိုပြီးတော့အထက်ကိုဆွဲမဲ့ကျိုး၅ချောင်းကျိုး10ချောင်းနော်အဲ့ဒါကိုမန္တလေးဆိုတော့ဘုရားကြီးရဲ့နော်တန်ရောစဉ်အကြောင်းဆက်ဆိုထားတဲ့လင်္ကာလေးပါဦးဇင်းတို့ရွတ်ပြပါနော်အေးပြီးတော့အဲ့ဒီကျိုး10ချောင်းထဲမှာဘယ်ကျိုးကနော်အဆိုးဝါးဆုံးလဲလို့မေးရင်တက္ကာယဒိဋ္ဌိနော်အဲ့ဒီတက္ကာယဒိဋ္ဌိကျိုးအဆိုးဝါးဆုံးဆိုတာတဲ့သူကအဓိကကြတယ်ဆိုတာဖြတ်တောက်ပြရမယ့်နေရာမှာသူ့ကိုဦးစားပေးပြီးတော့ရှည်တန်းတင်ပြီးတော့ဖယ်ရှားဖို့ကြိုးစားရမယ်ဆိုတာလေးကိုပြောလိုတာပါဟုတ်လားအေးအဲ့ဒါနဲ့ပတ်သက်ပြီးတော့နော်တိုင်ကုန်းမှာခြိခံရထားရတဲ့ဖွေးတကောင်နဲ့ဥမာပေးပြီးတော့ဟောထားတယ်နော်ဂတ္တုလပတ္တသုတ်တံဟုတ်လားအဲ့ဒါလေးပါဦးဇင်းတို့ဏိကုံးချုပ်ကလေးပြောပါတယ်နော်အဲ့ဒီကျိုးကိုဖြတ်တောက်ဖို့အတွက်ခုတတိပဋ္ဌာန်ဘာဝနာကိုကြိုးစားကြရတယ်တတိပဋ္ဌာန်ဘာဝနာလုပ်ငန်းစဉ်ဒီတန်ရောစဉ်ကျိုးတွေကိုဖြတ်တောက်ဖို့ကြိုးပမ်းအထောက်တဲ့နေရာမှာတခုတည်းသောအသုံးပြုရမယ်နိလန်တခုတည်းသောရှောင်လန်းရမယ်လမ်းကြောင်းဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့သည်အပမဒဆိုတဲ့တတိတရားလက်ကင်ထားပြီးတော့မိမိတို့ကျင့်သုံးနေတဲ့အလွန်မြင့်မြတ်တဲ့ဒီကျင့်စဉ်ကိုဇွဲလုံးလဝိရိယထက်ထက်တန်တန်ဖြင့်ကြိုးစားအထောက်ရင်းဖြင့်နောက်ဆုံးမဉ္ဇဉ်ပုညမျက်နှိပ်ပုံကိုမျက်မှောက်ပြုနိုင်ကြတယ်သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့ဒီကနေ့ပိဿပေါင်းသူတော်ကောင်းတို့ကြိုးစားအထောက်ကြရသောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်စွရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဉ္ဇဉ်ပုညမျက်နှိပ်ပုံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုပြရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း